လူပြည်မှာတော်ဆိုးနေပြီလူပြည်အကြောင်းလားငါမနိုင်လို့ဘေးမဲ့ပေးထားတာလေမဟုတ်ဘူးခုကပိုဆိုးတယ်ဆိုတာလူပြည်မှာမိဘကိုပြန်စော်ကားနေတဲ့သားသမီးမိုက်တွေများနေပြီတုတ်တင်ရှင်းလင်းမှရတော့မှာစဉ်းစားရခက်လိုက်တာကွာငါတလောက်ရုပ်ချောနေတာဘာလို့ရီးစားမရသေးတာလဲငါယူပါကိုလည်းကြည့်အောင်ရီးစားတရားလောက်ရားဖို့အတွက်တော့မချောဘူးလားဘသူ့ကိုပဲရီးစားစကားပြောအငြင်းမဲ့ခံနေရတာငါ့ကိုမိဘအမွေထိုင်စားတယ်လို့ပဲပြောနေကြတာငါဒီလောက်ထိအလုပ်ကြိုးစားနေတာမမြင်ကြဘူးလားကွာဘလို့ပဲငါရုပ်ကိုပြင်းပြင်းချစ်သူလည်းမရချစ်သူရှာလည်းမရဘူးငါတေးချင်နေဟာဒီကောင်မရီယူထနေရလေဟိုမှာဆရာကမင်းကိုခေါ်ခိုင်းလိုက်တယ်မင်းစကားမများစမ်းနဲ့ကွာကောင်မလေးကငါ့ကိုညင်းနေလို့စိတ်တော်နေပါတယ်ဆိုမှမင်းငါမျက်နှာကိုတေချာကြည့်စမ်းပါကွာငါမချောဘူးလားကြောင်ကြီးကိုယုတ်ကြီးငါတလောက်ချောတာကွာမင်းမို့ပြောရတယ်ဟက်ကောင်အယူကောင်လာခဲ့တော့ဆရာခေါ်နေပြီကဲတပည့်တို့မိကုန်းလေးတွေမိမိအားလုံးပြင်နိုင်ရင်အသက်ရှင်ခွင့်ရမယ်လူရဲလို့ဖြစ်လာရင်လူဘဝမှာဘလို့ပြုတ်မှုနေထိုင်ရမလဲဒီလိုကလေးကလာမိကုန်းနေမဖြေချင်းတရားတွေလာဟောတော့မှာစူးစမ်းရမယ်အောင်မြင်အောင်လုပ်ရမယ်အချိန်တန်မိုးထားရမယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဒါပဲမလားဆရာလက်ကွာကိုယ့်ကိုပြန်ပြီးပါလားအောင်မြင်နေပြီလားချမ်းသာနေပြီလားဆရာလက်ခုတည်းရည်စားတာမရှိသေးတော့လူဖြစ်လာရင်လူနေရမှာပေါ့အချိန်တန်ရင်နမိန်ကန်သွားလိမ့်မယ်အမေဒီကလေးတော့ဆရာကိုပြန်ပြောတတ်နေပြီပေါ့ဆရာကိုယ်တိုင်မသိလို့မေးနေရလေကဲဖြေโอเคလေကောင်းပြီဒီမိကုန်းကလွယ်လွယ်လေးလူဖြစ်လာရင်လူဘဝမှာဘလို့ပြုမှုနေထိုင်ရမလဲဆိုတော့နံပါတ်1ကျွန်တော်တို့ရဲ့မိဘတွေကကျွန်တော်တို့ကိုမိမယူဖို့အတွက်ကြီးထွားလာအောင်မွေးလာခဲ့ပြီးပြီပြီးရင်သူတို့ကမြေလို့ခြင်းနဲ့ပြောမယ်နံပါတ်2ဒါကြောင့်ကျွန်တော်တို့အမေဘေးတာဝန်ရမိမယူရမယ်နံပါတ်3ကတော့ကျွန်တော်တို့ကလေးတွေရလာရင်ကလေးတွေကကျွန်တော်တို့ကိုပြန်လို့ကျူးလိမ့်မယ်ပြီးရင်ကျွန်တော်တို့ကမြေလို့ခြင်းနဲ့လို့ပြောမယ်သူတို့လည်းကလေးမွေးတော်ပြီရပြီဟာဒီကောင်တော့မဟုတ်တော့ဘူးထင်တယ်ခလေးလှုပ်ကြွေးခိုင်းဖို့ပဲစောင့်နေရမင်းကြောင့်ဘာလို့လို့လဲငါကဒီတိုင်းလက်ကားနေမေအချိန်တိုင်းမင်းမယူမေခလေးတွေများများမွေးမေဟောသူတို့ကြီးလာရင်ငါ့ကိုလှုပ်ကြွေးခိုင်းမေဒါကလူဖြစ်လာရတဲ့အကြောင်းရင်းမေဟာအဲ့လိုဆိုငါတို့လူဖြစ်လာတာအလက်ကားနေမှာပေါ့တရိတ်ဆန်နေနေဘာချားတော့မှလဲဘာပဲပြောကွာငါတော့အဲ့လိုနေရတာပဲကြိုက်တာအေးပါဟုတ်ပြီငါလည်းဘာမှမပြောတော့နော်မင်းကလေကောင်မလေးအကြောင်းမဲတွေးအိမ်မဲစားမဲဒါပဲတွေးနေရသူငါကဘာပြောလို့ရမှာလဲကဲအားလုံးတော်တန်တိတ်အားလုံးစားစက်မှာခုမှစပြီးချစ်တတ်တဲ့ငါကအခါခါလေးနေရဲ့မင်းနဲ့တွေ့တော့ဘဝပါပြတ်နေပြီကောင်မလေးရေဟာမင်းစားဒါရေးစားစားမလားမင်းတော့ထိမရတော့ဘူးစာမလုပ်ပဲနဲ့ရေးစားစားပဲထိုင်ရင်းနေတာကဲဖိုးခွားရောမင်းကစားရီပြီးပြီလားစစ်မှာအမေကြီးဒီလူလောကတွေရောက်လာဖို့အသက်ပြီးမွေးလာပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်ဗျာတားကိုလူကောင်းဖြစ်အောင်အမြဲတမ်းနေဆုံးမပေးတဲ့သူအမြင့်ရအောင်ဆွဲခေါ်ပေးတဲ့အမေကျေးဇူးရှင်အမေရဲ့ကျေးဇူးတရားတွေကတားတီတသက်ဆက်လို့မကုန်နိုင်ပါဘူးအရာအလုံးအတွက်ကျေးဇူးတင်ပါတယ်အမေအဲ့လေဖိုးခွားရေးထားတဲ့စာမစိုးဘူးဝေးတားလိမ္မာလေးပေါ့ဖိုးတူရေးထားတဲ့စာနဲ့တော့မိုးနဲ့မြေပဲဖိုးခွားစာသားတွေကိုကြတော့ကောင်းတယ်ပြောပြီးတော့ဘာလို့ကျွန်တော်စာသားကိုကြတော့မကောင်းဘူးလို့ပြောတာလဲကျွန်တော်စာသားဒီလောက်ထိရင်ထဲထိနေတာဒါမတရားဘူးပြီးတော့ဖိုးခွားရေးတဲ့စာအမေတို့ပဲရေးထားတာအဖေကြောင့်မပါဘူးဒါဗတ်လိုက်တာပဲအဖေဆိုတာမရှိရင်အမေလည်းရှိလာမှာမဟုတ်ဘူးအဖေကျေးဇူးတရားကြမရေးဘူးဒီတော့ဒီစာကမပြည့်စုံဒါလည်းဟုတ်တယ်ဖိုးခွားရေးတဲ့အခါမှာဗတ်မလိုက်ရအောင်အဖေကျေးဇူးလည်းရေးရမယ်ဟုတ်ကဲ့ဆရာကျွန်တော်မနေ့ပြန်အဖေကျေးဇူးကြောင်းရေးလိုက်ပါမယ်ကဲဖို့တော့မင်းရပါလို့မိဘတဲ့ရေးစားကိုဘာလို့ဦးစားပေးရတာလဲအားဗျာဆရာကလေဆရာလည်းအချိန်တိုင်းရေးစားထားမှာမဟုတ်ဘူးလားမထားဘူးငါရေးစားခိုင်းတာမခံချင်ဘူးဒါဆိုလည်းမထားနဲ့ပေါ့အဖေဘွားနဲ့ပဲဆရာတသက်လုံးနေလိုက်တော့နေမယ်လေအဖေဘွားကလွတ်လပ်တယ်အိမ်နောက်သားမွေးတွေမလုပ်ချင်ရှုပ်ရှက်တွေဟဲ့အောင်ဖိုးက
မင်းကလို့တက်တူးထိုးရဲလို့လားလောင်မပြောနေဘူးငါလို့ကလေးကကြီးတွေမလုပ်ဘူးမင်းကဒါကိုအလက်ကားလို့ပြောရတယ်ပေါ့ဒါအမှုပညာကွာသိလားခန္ဓာကိုယ်ပေါ်အလှစင်နဲ့အမှုပညာတစ်မျိုးပဲဟာငါမင်းအမှုပညာတွေစိတ်ဝင်စားအောင်ကွာအမှုဖြစ်မဲ့ရုပ်ကများမင်းတက်တူကိုမင်းကုန်မင်းပြန်ကြည့်အောင်တီကောင်စားနေတို့ထားတဲ့ပုံုံများမင်းမို့လို့ပြောတယ်ဒါနဂါကွာမြန်မာပြည်ကနဂါမြန်မာပြည်ကနဂါတဲ့ဘာလဲမင်းရောတိုက်ကလာတာပဲပေါ့ဒီကောင်ငါထိုးမိတော့မှာငါဘန်တို့ဘန်ရှိအကြောင်းပြမိတော့မှာနော်ဆရာလုပ်ပါအောင်ကျွန်တော်ထိုးတော့မှာတဲ့ဟိတ်တော်ကြစမ်းငါမျက်စိနောက်လာပြီဖို့ထူငါမင်းကိုငါတင်တန်းထုတ်လိုက်ပြီငါမင်းလို့စိုးတန်းတဲ့တပည့်မျိုးငါမလို့ချင်းငါရဲတိုင်မှာဟာဆရာဘာလို့ရဲတိုင်မှာလဲမင်းရဲဆိုလို့ဟုတ်လားဒါဆိုလဲကျွန်တော်ဘယ်လောက်ဆိုးလဲဆိုတာပြမယ်ငါတိုင်းကိုထုတ်သုံးပြီဖို့ထူကဆရာကိုတိုင်းခွက်နေပြီးတော့ထိုးချိတ်နေတော့လေဟဲ့ဖို့ထူဆရာကိုမလုံနဲ့လေကွာအဲ့လိုမလုံရအောင်အော်ငါဒီဗလိုက်တဲ့ဆရာကိုတီးခတ်နေရမှာလားမင်းလည်းမနာချင်းအေးစိတ်နေလိုက်ကဲကွာကဲတေးစမ်းတိုင်းနေထားတာလက်ကားမဟုတ်ဘူးကွာငါ့ကိုရဲနဲ့ဖန်ခိုင်းအောင်မေတဲ့ငါ့ကိုမုန်းတဲ့သူတွေကိုငါမုန်းနေတခါတလေရိုးသားလုံးဝကြည့်အနိုင်ကျင့်ခံရတတ်တယ်ဟဲ့အောင်ငါသားမင်းဒါဘာလုပ်နေရလဲဘာလို့တိုင်ကိုအနာခံပြီးထိုးနေရလဲအိမ်ပြက်ကုန်မှာတောက်ပတ်စံပေးအောင်ပြီဟာမင်းမိုးလေးနဲ့ကပတ်စံပဲတောင်းနေတာမင်းယူပြီးဘာသွားလို့မှလဲဂလိကကြီးဖေဟာစကားများလိုက်တာပြီးမှသာပြီးစမ်းပါငါမင်းဖေလေမင်းဘာလုပ်လဲငါသိခွင့်မရှိဘူးလားဒီသားတော့ကွာအလက်ကနေအလုံးမလုံးပဲပတ်စံနေရိုင်းတောင်းနေတာအဖေဘာလို့တောင်းအဲ့လိုပြောရတာလဲအဖေတို့ငွေလို့တားလူဖြစ်လာရတာလေအဖေမှာပတ်စံမရှိဘူးအဖေနေတဲ့အလုံးလို့ပြီးပတ်စံမရှိဘူးတဲ့ဘာလဲပရိုက်တာလောက်တာလားမရှိပါဘူးဆိုမှဒီသားနေတော့ခတ်ပြီမသိဘူးကွာပတ်စံမပေးတားအဖေကိုထိုးလိုက်မှာနော်တားမင်းအဖေကိုဘာလို့မလုပ်တားကိုပတ်စံမပေးနိုင်တဲ့အဖေအလိုမရှိဟေးတားအဖေကိုဘာလို့မလုပ်လဲမလုပ်ကောင်းဘူးနော်ကန်ကြီးထိုက်လိုက်ပါရော့ဒီမှာတားလို့ခြင်းနဲ့ပတ်စံဒီပတ်စံတွေကတားမိမယူဖို့အတွက်စုထားတဲ့ပတ်စံတွေပဲဒီပတ်စံတွေဘာလို့မှလဲပီယာစင်းဝယ်စားမှာအဲ့ဒါမကောင်းဘူးနော်တားမကောင်းလည်းမသိဘူးတားရက်စာနေပြီမင်းကမိဘတွေကငငယ်ကလေးကလှုပ်ကျွေးလာခဲ့တာမင်းစားဖို့ဝေးဖို့အတွက်ပြီးတော့ပတ်စံစုပြီးမင်းစောင်းထားဖို့အတွက်ခုတော့ငါတို့ကိုခုလိုကျေးဇူးဆက်ပြီပေါ့မိုင်းလိုက်တာတားရင်စကားများလိုက်တာငင်းစီးရှူပြီးမိဘကိုမိဘမှန်းမသိတဲ့တားမိုက်ငါမှထားနေပီယာစီးရပြီလားရပြီမိစိတ်တိုင်းကြပြီဖြစ်စီရမှာဒါဆိုရင်လည်းရော့ပတ်စံယူလိုက်ငါ့ကိုပီယာစီးပြီโอเคလေတောင်းပြီရော့ကောင်းလိုက်တာကွာဒါလောက်ကောင်းနေပီယာစီနေတိုင်းကိုရှုပြစ်မှာတာမင်းဒါဘာလုပ်နေရလဲညစ်ကြီးရှူနေရလားဘလို့ကြီးပြောလိုက်တာတော့အာယုံပြောင်းသွားပြီပီယာစီရှူနေတာအမေသားကိုပြောထားတယ်လေဒါမျိုးမကောင်းတာတွေမလုပ်ပါနဲ့လို့မကောင်းတာတွေရှူနေမလားကောင်းလို့ရှူနေရပေါ့ပြောရခက်လိုက်တာတကယ်လူကြီးတွေအတော်ဆိုးတာပဲအမေလာမရှုံနဲ့နော်အေးစိနေဖီးပြက်တယ်အမေစကားနားမထောင်ရင်အိမ်မောကနှိမ့်စားတော့မှာနော်အမေရင်အိမ်မောကစင်းအလုံးလေးကောင်းလိုက်တာငါသားလိမ့်မှာဖို့တင်းနဲ့တောတက်ခိုင်းလိုက်တာမလိမ့်ပါပဲပို့ဆိုးလာတယ်ဒီကောင်မိဘမျက်နှာကိုအိုးမဲတုတ်တာပဲဒီဖေရတမျိုးကဲကွာကဲစကားများကြည့်ကြအောင်ဒီလူပြည်မှာအတော်ဆိုးနေပါလားမိဘကိုစော်ကားနေကြတဲ့တာသမီမိုက်တွေပေါ်လာပြီငါငရဲမင်းကြီးကိုအကြောင်းကြားမှရတော့မယ်ကဲဘာကိစ္စလဲငရဲသားဝမ်းဝမ်းငရဲမင်းကြီးကိုသတင်းပေးစရာရှိလို့ပါလူပြည်မှာအတော်ဆိုးနေပြီလူပြည်အကြောင်းလားငါမနိုင်လို့ဘေးမဲ့ပေးထားတာလေမဟုတ်ဘူးခုကပို့ဆိုးတယ်ဆိုတာလူပြည်မှာမိဘကိုပြန်စော်ကားနေတဲ့တာသမီမိုက်တွေများနေပြီတုတ်တင်ရှင်းလင်းမှရတော့မှာဟုတ်လားဒါတော့ဆိုးတာပဲအဲ့လိုလူတွေလူဖြစ်ဖို့မတန်ဘူးငါတို့ကိုငဲချခိုင်းရမယ်မင်းလက်နဲ့ကိုယူပြီးတော့အဲ့လူကိုသွားခေါ်လာလိုက်လဲပြီးထိုးပြီးခေါ်လာခဲ့လိုက်ဟုတ်ကဲ့ပါရှင်ငယ်မင်းဒါဆိုရင်ဝမ်းဝမ်းသွားပြီဟေးစကားများတဲ့ဟိုဖေနဲ့မီဘယ်ရောက်နေလဲအခုချက်ချင်းပတ်စံယူလာခဲ့အနာမခံချင်းပတ်စံကမရှိတော့ဘူးလေတားရဲ့တားကိုပေးလို့ကုန်ပြီပတ်စံမရှာမင်းနဲ့ဘာတွေလုပ်နေရလဲကြည်စမ်းအတော်ဆိုးနေပါလား
မင်းကိုအပြေပေးဖို့ငါခွင့်ပြုချက်ရထားပြီငဲကြဖို့သာပြေဟာဒါဘာဖြစ်တာလဲအမလေးပူလိုက်တာငါငဲကြပြီထင်တယ်